မျိုးသမီးကသူ့ရဲ့အပင်လူသားခင်ပွန်းကိုပထမဆုံးအကြိမ်တွေ့ဆုံချိန်မှာစိတ်လှုပ်ရှားမှုတွေတောက်လောင်နေခဲ့ပါတယ်။သူ့ရဲ့ကြောက်တုံးလိုမှာကြောတဲ့ရင်ဘတ်ကိုလက်နဲ့ပုတ်တက်ရင်းစိတ်ထဲမှာပျော်ရွှင်မှုတွေဖူးပွင့်လာခဲ့တယ်။သူ့ရဲ့မကောင်းတဲ့တွေးတွေကခန္ဓာကိုယ်ရဲ့တခြားအစိတ်ပိုင်းတွေစီပါရှောက်သွားနေခဲ့တယ်။သတိလစ်နေပေမဲ့ယောက်ျားဖြစ်သူကသူ့စိတ်ထဲကအရှက်မရှိတဲ့စကားလုံးတိုင်းကိုကြားနေခဲ့ရပါတယ်။သူ့နှလုံးခုန်လုံးကအမြင့်ဆုံးထိတက်သွားပြီးမော်နီတာတောင်ပောက်ပွဲထွက်မတက်ပါပဲဆရာဝန်ကဒါဟာဆေးပညာရဲ့အံ့ဖွယ်ရာတစ်ခုပဲလို့ဝမ်းသာနေခဲ့တယ်။ရောက်ခမဖြစ်သူကအမျိုးသမီးရဲ့လက်ကိုစုပ်ကိုင်ပြီးကံကောင်းခြင်းကျဲပွင့်လေးလို့ခေါ်ဝေါ်ခဲ့တယ်။ဆုလက်နေနဲ့ဒေါ်လာ1 ဘီလီယံတန်အမြင့်ဆုံးအဆင့်ဘလက်ကတ်တကတ်ကိုပေးလိုက်တယ်။ချွေးမကအမေရဲ့သားကိုအမြဲတမ်းလေးစားခဲ့ရတာပါလို့ချိုသာစွာဦးညွတ်ပြောလိုက်ပေမဲ့စိတ်ထဲမှာတော့ရေနေခဲ့တယ်။ပတ်စံတာမရှိရင်သူ့ကိုဘယ်တော့မှလက်ထပ်မှာမဟုတ်ပါဘူး။ယောက်ျားရဲ့နှလုံးခုန်လုံးကဒုံးပြန်တစည်းလိုထက်ခုန်တက်သွားတာကြောင့်ဆရာဝန်ကအရန်ပျော်သွားပြီးယောက်ျားကမကြခင်လို့ထလာတော့မယ်လို့ခံမှန်းလိုက်ပါတယ်။ရောက်ခမကသူ့ချွေးမကိုသူ့အနားမှာအချိန်များများကုံဆုံးဖို့တိုက်တွန်းခဲ့တယ်။ယောက်ျားကတော့နေရာမှာတင်တည်သွားခြင်းစိတ်ပေါက်သွားတယ်။ဆရာဝန်ကသူ့အရန်စိတ်လှုပ်ရှားနေတာကြောင့်နောက်နေ့မှပြန်လာဖို့အကြံပေးခဲ့တယ်။အပြင်ရောက်တော့ရောက်ခမကသူ့သားကစာအုပ်ကြိုက်တယ်လို့စာဖတ်ပြဖို့အကြံပေးပြန်တယ်။ချွေးမကစာပေကသူ့ရဲ့ဝါသနာပါလို့ပြုံးပြုံးလေးပြောလိုက်တယ်။အဲ့ဒီညမှာသူမကလှုပ်ဝက်လဲရလုပ်ငန်းလက်ဆွဲစာအုပ်ဖြစ်တဲ့ဝက်မမြအတွက်မိဘဗီဇာစောင့်ရှောက်နေကိုယူလာခဲ့တယ်။သူမကစိတ်အားထက်သန်စွာနဲ့အတန်ထွက်ဖက်ပြတော့ယောက်ျားကသူ့ကိုဝက်လို့ပြောနေတာလားဆိုပြီးဒေါသထွက်လွန်းလို့ယူမတက်ဖြစ်သွားခဲ့တယ်။သူမကြိုက်ဘူးထင်လို့သူမကနောက်တစ်အုပ်ထပ်ထုတ်လိုက်တဲ့စာအုပ်ကကိုရဲ့ကျေးဇူးပြုပြီးညင်ညင်တတဆက်ဆံပါတဲ့ဆွဲဆောင်မှုရှိတဲ့စာကြောင်းတစ်ကြောင်းချင်းစီကသူ့နှလုံးခုန်လုံးကိုပုံမြန်စေပြီးမျက်နှာတွေပါညီရဲလာစေခဲ့တယ်။အမျိုးသမီးကခက်ခနဲရဲ့လိုက်ပြီးသူဒီဇလန်ကိုသဘောကျနေတယ်လို့ထင်သွားခဲ့တယ်။ယောက်ျားကစိတ်ထဲကနေရက်ဖို့တောင်းပန်ရင်းမတိစိတ်နဲ့လက်သီးကိုဆုပ်ထားမိတယ်။အမျိုးသမီးကသူနောက်ဆုံးတော့စိတ်ပါလာပြီလို့ထင်ပြီးအောင်ပွဲခံလိုက်တယ်။ရောက်ခမနဲ့ညီဖြစ်သူတို့ကဒီမြင်ကွင်းကိုတွေ့ပြီးစိတ်လှုပ်ရှားစွာပြေးဝင်လာကြတယ်။ရောက်ခမကသူမကိုပဲချီကျူးပြီးတံမိုးကြီးမားတဲ့ကြောက်စိမ့်လက်ကောက်တကွင်းကိုလက်ဆောင်ပေးလိုက်တယ်။ညီဖြစ်သူကဒါဟာတံမိုးမဖြတ်နိုင်တဲ့မျိုးရိုးအမွေမှန်းတိလို့တားဆီးဖို့ကြိုးစားပေမဲ့ချွေးမကညင်းတယ်လို့ဟန်ဆောင်ရင်းလက်ကောက်ရဖို့လက်ကိုထုတ်ပေးထားလိုက်တယ်။ရောက်ခမကအတင်းကျပ်ပေးခဲ့ပြီးယောက်ျားရဲ့နှလုံးသားကတော့စိတ်ထဲကနေအတန်တိတ်ညှင်းဆန်နေခဲ့တယ်။မကြခင်အစီခံကသူ့အဝတ်စားတွေလာလဲပေးဖို့ရောက်လာတယ်။မျိုးသမီးကသူ့ကြွက်သားတွေကိုပို့ပြီးထိတွေ့ခွင့်ရရင်တိတ်ကောင်းပါပဲလို့တိတ်တိတ်လေးဆန္ဒရှိနေခဲ့တယ်။ယောက်ျားကစိတ်ထဲကနေငါအနာကထွက်သွားလို့အော်ဟစ်နေခဲ့တယ်။အဲ့ဒီနောက်ညီငယ်ဖြစ်သူကဝင်လာပြီးကျွန်တော်မင်းကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့အေးဆက်ဆက်ပြောလိုက်တယ်။ယောက်ျားကစိတ်ထဲကနေတစ္ဆာရှိတဲ့ညီလေးလို့ချီကျူးရင်းဝမ်းသာသွားခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲညီဖြစ်သူကယောက်ျားရဲ့အဝတ်စားတွေကိုသူမကိုလဲခိုင်းလိုက်တယ်။သူမပျော်ရွှင်မှုနဲ့လင်းလက်သွားခဲ့ပြီးယောက်ျားကတော့မျောလင်းချက်မဲ့စွာနဲ့ပြိုလဲကျသွားခဲ့ပါတော့တယ်။အမျိုးသမီးကသူ့ခင်ပွန်းရဲ့ရှက်အင်ဂျီကိုဘာမှတုံဆိုင်မနေပဲဆွဲပြဲလိုက်ပြီးသူ့ရဲ့စိုက်ပက်ချက်သားတွေကိုဆွဲလန်းစွာပုတ်တက်နေခဲ့ပါတယ်။သူမစိတ်ထဲကအားရချီကျူးနေတဲ့အတွေးတွေကအယံပြင်းထန်လွန်းလို့ယောက်ျားဖြစ်သူဒေါသထွက်ပြီးတွေးတွေတောင်အန်ကြခဲ့ပါတယ်။ထိတ်လန့်သွားတဲ့အမျိုးသမီးကဆရာဝန်ခေါ်ဖို့အော်ဟစ်ရင်းထွက်ပြေးသွားခဲ့တဲ့ညီငယ်ဖြစ်သူကသူ့ကိုချက်ချင်းနေထုတ်ချင်နေခဲ့တယ်။သူ့နေရာပြောက်တော့မယ်လို့ထင်နေချိန်မှာပဲဆရာဝန်ကဒီတွေးတွေဟာခန္ဓာကိုယ်ထဲကမကောင်းတဲ့တွေးဆိုးတွေထွက်တာဖြစ်ပြီးသူ့ရဲ့ပြန်လည်ကောင်းမွန်ရေးအတွက်ကောင်းတယ်လို့ရှင်းပြခဲ့ပါတယ်။စိတ်သက်သာရသွားပြီးသူမတက်ပြီးရှည်ကြီးချလိုက်တဲ့ညီငယ်ဖြစ်သူကအကိုနိုးလာရင်တော့မင်းလိုမိန်းမမျိုးကိုဘယ်တော့မှကြိုက်မှာမဟုတ်ဘူးလို့မဲပြုံးပြီးပြောလိုက်တဲ့ကိုမခင်ပွန်းကစိတ်ထဲမှာတော့သူ့ညီစကားကြောင့်သူမရှက်ပြီးထွက်သွားလိမ့်မယ်လို့မျှော်လင့်ရင်းကြိမ်ဆဲနေခဲ့တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲစော်ကားခံရရင်သူ့ကိုပိုပြီးနှိပ်စက်မယ်လို့ကတိပြုနေတဲ့သူ့တန်ကိုကြားလိုက်ရတဲ့ယောက်ျားကညီဖြစ်သူကိုပါဆက်ပိတ်ဖို့ချက်ချင်းပဲဆူတောင်းလိုက်ရတယ်။သူတို့အမေကရုတ်တရက်ဝင်လာပြီးအမျိုးသမီးဘက်ကရက်တီခဲ့တယ်။သူမကတားငယ်ကိုတောင်းပန်တဲ့အနေနဲ့သူ့ရဲ့စိန်ခံကားတော့ကိုပေးအပ်ခိုင်းခဲ့တယ်။တုံးလို့သွားပေမဲ့အမေရဲ့အေးဆက်တဲ့မျက်နှာမူအရာကိုမြင်ပြီးနောက်မှာတော့သူနာခံခဲ့ရတယ်။အမေကတော့ကိုအမျိုးသမီးလက်ထဲညင်သားစွာထည့်ပေးပြီးဘဝကိုပျော်ရွှင်စွာခံစားပြီးလွတ်လပ်စွာဈေးဝယ်ထွက်ဖို့ပြောခဲ့တယ်။နောက်တစ်နေ့မှာအမျိုးသမီးကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ဈေးဝယ်ထွက်ခဲ့ပြီးသူတို့ရဲ့အနာဂတ်အထေးကြော်ဘဝအကြောင်းအိမ်မက်တွေမဲ့နေခဲ့ကြတယ်။ရုတ်တရက်ကောက်ကျစ်စင်းနေတဲ့သူ့အမကနောက်လိုက်တိုင်းနဲ့ရောက်လာခဲ့တယ်။ကောက်ကျစ်တဲ့ကောင်မလေးကသူ့ကိုလူတစ်ပိုင်းတည်နေတဲ့ယောက်ျားအတွက်အစားထိုးသူတို့တမီတယောက်ထက်မပိုဘူးလို့တောင်းပြောင်းခဲ့တယ်။သူ့တငယ်ချင်းကဒေါသပေါက်ပွဲပြီးရန်ဖြစ်ဖို့အတင်းဖြစ်နေပေမဲ့အမျိုးသမီးကသူ့ကိုအမြန်တားလိုက်တယ်။တကယ်တော့ဒီလက်ထက်ပွဲကကောက်ကျစ်တဲ့အမအတွက်မူလကရည်ရွယ်ထားတာဖြစ်ပေမဲ့သူမကညှင်းဆန်ခဲ့လို့မိသားစုကမွေးစားသမီးဖြစ်တဲ့သူကိုအစားထိုးဝင်ခိုင်းခဲ့တာပါ။အမျိုးသမီးကတော့ပျော်ရွှင်စွာနဲ့လက်ခံခဲ့ပြီးသူ့ရဲ့မရှိတရှိပစ္စည်းတွေဖြစ်တဲ့မင်္ဂလာဝတ်စုံတစ်ထည်ခောက်ဆွဲ6ထုတ်တွေအဆက်မုတ်တွေနဲ့ဂိမ်းဆက်တစ်လုံးကိုထုတ်ပို့ခဲ့တယ်။နောက်ဆုံးတော့အနိုင်ကျင့်တတ်တဲ့မွေးစားမိသားစုလက်ကလွတ်မြောက်ပြီးခက်မိုက်မိုက်ထွက်ခွာလာခဲ့တာပါ။သူ့ရဲ့ပျော်ရွှင်မှုကိုမခံမရပ်နိုင်ဖြစ်ပြီးကောက်ကျစ်တဲ့အမကသူ့ကိုထပ်မံလောင်ပြောင်ခဲ့တယ်။အမျိုးသမီးကတနာစရာကောင်းတယ်လို့ဟန်ဆောင်ပြီးစားစရာရေတောက်စရာတောင်မတက်နိုင်ဘူးလို့ပြောလိုက်တယ်ပြီးတော့အမကိုမြောက်ပင်ပြီးဘေးရှင်းပေးဖို့တောင်းဆိုခဲ့တယ်။ကောက်ကျစ်တဲ့အမကမထီမဲ့မြည်ပြုပေမဲ့ဆင်းရဲတယ်လို့အလောင်ခံရတော့သူရှင်းပေးမယ်လို့ကြွားလုံးထုတ်လိုက်တယ်။ဒေါ်လာ3,800,000တန်ပေးရောက်လာတဲ့အခါမှာတော့သူမင်းတက်သွားပေမဲ့ထောင်ချောက်ထဲမိနေခဲ့ပါပြီ။သူမကအမျိုးသမီးကိုသူတောင်းစားမလို့ခေါ်ပြီးထပ်မံအဆက်ပွဲဖို့ကြိုးစားခဲ့တယ်။အဲ့ဒီအချိန်မှာပဲရောက်ခမဖြစ်သူကစိန်ခံအိတ်တွေလက်ဆောင်တွေနဲ့ရောက်လာခဲ့တယ်။အမျိုးသမီးကမေမေလို့ချိုးသားစွာခေါ်လိုက်တာသူ့နှလုံးသားကိုအရေးပျော်သွားစေခဲ့တယ်။ရောက်ခမကသူ့လက်ကိုကင်ပြီးစိန်ခံဝတ်စားတွေအိတ်တွေနဲ့ဆိုင်တစ်ဆိုင်ကိုတော့လက်ဆောင်ပေးခဲ့တယ်။ဝမ်းသာအားရနဲ့အမျိုးသမီးကကျေးဇူးတင်စကားဆိုရင်ရောက်ခမကအိမ်မှာစတူရန်မီတာ400ကျဲတဲ့အဝတ်လဲခန်းတစ်ခုပြင်ဆင်ပေးမယ်လို့ကတိပေးခဲ့တယ်။ကောက်ကျစ်တဲ့အမကမနာလိုစိတ်နဲ့ပြီးမတက်ဖြစ်သွားခဲ့ပြီးသူ့နောက်လိုက်တွေတောင်အမျိုးသမီးကိုမြှောက်ပင်ပြောဆိုလာကြတယ်။အိမ်ပြန်ရောက်တော့ကောက်ကျစ်တဲ့အမကသူ့အဖေနဲ့အတူအမျိုးသမီးရဲ့ဂုံပုတ်အမှန်ကိုဖွင့်ချဖို့ကြံစည်နေခဲ့တယ်။တစ်ချိန်တည်းမှာပဲအမျိုးသမီးကသတိလစ်နေတဲ့ယောက်ျားကိုအသေးအတန်အားပေးနေတော့မှပဲသူမကသူ့ကိုပုံစံမျိုးမျိုးနဲ့တက်ပုံတွေရိုက်နေတာကသူ့ကိုစိတ်ထဲမှာယူမတက်ဖြစ်စေခဲ့တယ်ပြီးတော့သူ့ကိုမတော်တဆနမ်းမိသွားခဲ့တယ်။ထိတ်လန့်တကြားနဲ့ရေတောက်ဖို့အောက်ထပ်ကိုဆင်းပြေးသွားခဲ့တယ်။အဲ့ဒီခိုက်တက်မှာပဲယောက်ျားကနောက်ဆုံးတော့နိုးထလာခဲ့ပါတော့တယ်။